ဒီနေ့ကဘာဖလားအတွက်အတင်းကြီး၃ပွဲကိုပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးသွားကြပါတယ်။နောက်ပြန်မနေ့စောပိုင်း9နာရီမှာကစားသွားမယ်။အဂျိနာတင်းနဲ့စင်တီဂိုတင်းနဲ့ပွဲစဉ်ကအကျိတ်နဲ့အရှိဆုံးပွဲဖြစ်လာနိုင်ပါတယ်။စင်တီဂိုဆိုတာလည်းထင်သေးလို့မရတဲ့အတင်းဖြစ်တယ်လို့အဂျိနာကလည်းလက်ရှိချန်ပီယံတွေပါ။မက်ဆီရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်အာဂျင်တီးနားတို့အနိုင်ယူနိုင်မယ်လို့ထင်ပါတယ်။နောက်ထပ်တင်ဆက်ပေးတော့မယ့်ပွဲစဉ်ကတော့ပေါ်တူဂီနဲ့ဒီယာကွန်ကိုတို့ပွဲပါ။လက်ရှိဥရောပရဲ့ချန်ပီယံတွေဖြစ်တဲ့ပေါ်တူဂီနဲ့မက်ဒီနီးယားမှာကဘာဖလားစောက်ဝင်လာတဲ့ဒီယာကွန်ကိုရဲ့ပွဲစဉ်ကတော့ပေါ်တူဂီကပဲတစ်ဖက်သက်ဦးဆောင်နိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းဒီနေ့ကဘာဖလားမှာဘယ်အတင်းသေးကမှအတင်းသေးလို့မရတဲ့ကြောင့်ပေါ်တူဂီတို့နိုင်မယ်လို့အပြည့်အဝယုံကြည်ထားလို့မရပါဘူး။ရန်ဒဝင်းနောက်ဆုံးကဘာဖလားဖြစ်တဲ့အပြင်ကိုဒီနေ့ပေါ်တူဂီတင်းရဲ့လူစင်းကချန်ပီယံလိချန်ပီယံ PSG တင်းရဲ့ကွင်းတဲ့အတွဲတီယာရီဟင်နရီနဲ့ကယ်ဗင်ဒီဘရိုင်းနာကိုကြော်ပြီးတော့အကောင်းဆုံးကွင်းတဲ့ကစားသမားဖြစ်ခဲ့တဲ့ပေါ်တူဂီသားရဲ့ဘရူနိုဖာနန်ဒက်စ်ဒါပြင်ဗေဒါမာရာဖေလီကိုလည်းရှိနေတဲ့အတွက်ပေါ်တူဂီကဒီနေ့ကမ္ဘာဖလားကိုစိန်ခေါ်နိုင်တဲ့အတင်းတင်းလေးဖြစ်ပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့ပွဲစဉ်ကတော့ပြင်သစ်တင်းနဲ့စင်တီဂိုတင်းနဲ့ပွဲစဉ်ဖြစ်ပြီးတော့အမ်ဘာပီနဲ့မာနီတွေထိတိုက်ရင်ဆိုင်မှုကိုဒီနေ့ပွဲစဉ်မှာအထင်သာမြင်တွေ့ရဖြစ်ပါတယ်။စင်တီဂိုကလည်းလက်ရှိမှာအတင်းကြီးစီးနဲ့ထည့်သွင်းလို့ရတဲ့အတင်းဖြစ်တာကြောင့်ပြင်သစ်တို့စင်တီဂိုကိုအထင်သေးလို့မရပါဘူး။ဒါပေမဲ့လည်းပြင်သစ်တင်းရဲ့တိုက်စစ်ကအမ်ဘာပီချာကီဘာကိုလာဒူယေအိုဒီစီတမ်ဘီလီတွဲနေဆိုရင်စင်တီဂိုတင်းကိုအလွယ်တကူနိုင်မယ်လို့ထင်ပါတယ်။အားလုံးပဲကြည့်ပြီးကြည့်နေပါပါတယ်။ဗီဒီယိုတင်ဆက်ပြီးဆိုကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကူညီပေးတော့နှုတ်ဆက်ကြပါတယ်